လာပါဒီနေ့စတက်ဒီဆိုင်ဟင်းပွဲအပြင်ကိုယ့်အကိုစတက်ဖူးကိုဘဲဥဟင်းလေးချက်ပြတယ်ပေါ့နော်ဒီကတော့ရှိတယ်ဒါပေမဲ့ဖြစ်ချင်တော့ဘဲဥကတစ်လုံးကကွဲတော့နည်းနည်းလေးကွဲသွားတာပေါ့နော်ဒါနဲ့ကျွန်တော်တေချာတော့ကောင်းကောင်းလေးချက်ပြရတယ်အဲ့ထဲမှာမှကျွန်တော်တို့ရှိတဲ့လူတွေအဲ့ဘဲဥကိုရွေးတော့မယ်ဆိုတာကျွန်တော်ပြမယ်နော်ဒီမှာဗျာဒီမှာတစ်လုံးကကွဲသွားတယ်ဗျာနည်းနည်းလေးကွဲသွားတယ်ဗျာအဲ့တော့လုံးသူတို့ရွေးပြီးစားသွားကြမယ်ဗျာဒီလိုချက်တာမဟုတ်တော့ကျွန်တော်ကစေနာနဲ့ချက်ပြရအောင်ဒါပေမဲ့လုံးကိုရေးစားပါမယ်ကျွန်တော်ကြည့်မယ်ဒါပေမဲ့ဒီကောင်ပဲ့နေတဲ့ဟာလည်းဒီမှာရှိပါတယ်ထားထားပြီးတဲ့နောက်ဒီလုံးစားတဲ့လူကိုကျွန်တော်ကဘယ်လိုပြောမလဲအားလည်းမရှိတယ်ဗောနော်ချက်တဲ့သူ respect ပေးတဲ့လူပေါ်ထားပြီးတော့ကျွန်တော်ဒီအောင်စားတဲ့သူဘတ်တစ်ထောင်ပေးမယ်ဟုတ်ကဲ့ပါဟုတ်ပြီကျွန်တော်အခုကြည့်မယ်နော်ဟုတ်ပြီကျွန်တော်အခုကြည့်မယ်နော်ဒါစားပါမယ်ဟောဒီမှာကြည့်နော်အကွဲလေးပဲထားခဲ့ပါလေဒါတော့တစ်ထောင်ပေးမယ်ဆိုလဲဘယ်ဦးလေးပါနော်ကျွန်တော်ဒါလူတွေရဲ့စိတ်ဓာတ်တွေပေါ့နော်ကျွန်တော်လူတွေကိုစိတ်ကုန်နေတာတော်တော်ကြာခဲ့ပါပြီအားကြောင့်လူတွေမြင်ရင်ကျွန်တော်တော်တော်မုန်းနေတာဒါသက်သေပါပဲလူတွေကကိုကြိုးပဲကြည့်ရတာဘယ်သူမှကိုယ့်ပုံမကောင်းပါဘူး